ပင်လယ်ပြင်ကအေယာမတမ်မဏိကျွန်းကြီးမင်္ဂလာပါရှိုးတိုင်းစပေးကနေတင်ဆက်နေပါတယ်ခင်ဗျားတို့အခုမြင်နေရတာကတိုက်ခန်းတွဲကြီးတစ်ခုမဟုတ်ပါဘူးဒါကကမ္ဘာအကြီးဆုံးကုန်တင်သင်္ဘောကြီးဖြစ်တဲ့ MSC အာယာနာပဲဖြစ်ပါတယ်အလေယာ1312ပေရှိတဲ့ဒီသင်္ဘောကြီးကတမိုင်လောက်ရှည်လျားပြီး15တက်တိုက်အမြင့်ရှိတဲ့တမ်မဏိနိုင်ငံကြီးတစ်ခုပင်လယ်ထဲမှာရွနေသလိုဖြစ်ပါတယ်ဒီသင်္ဘောကဘလောက်တောင်ပစ္စည်းဆန်တယ်ဆိုရင်ပေ20အရှည်ရှိတဲ့ကွန်တိန်နာပေါင်း2400ကျော်ကိုတပြိုင်နက်တည်ဆောင်နိုင်ပါတယ်ကွန်တိန်နာတွေကို24တဲ့အထိအမြင့်ကြီးစီထားတာတော့မှပြုတ်မကျသွားအောင်ကွတ်လော်တွေလက်ရှင်လို့ခေါ်တဲ့တမ်မဏိချောင်းတွေနဲ့တည်တည်ချာချာချီနှောင်ထားရတာပါဒီလောက်အမြင့်ကြီးစီထားရင်သင်္ဘောကြီးတိမ်းမော့မသွားဘူးလားလို့မေးရရှိပါတယ်တကယ်တော့သင်္ဘောရဲ့အောက်ချိန်မှာ ballast tank လို့ခေါ်တဲ့ရေတန်ကီတွေရှိပါတယ်အဲ့ဒီထဲကိုပင်လယ်ရေတွေဖြည့်သွင်းလိုက်ပြန်ထုတ်လိုက်လှုပ်ခြင်းအဖြစ်ဘလောက်ပဲလမ်းကြီးပါစေဟန်ချက်ကိုအတိအကျထိန်းကြီးပေးထားတာပါဒီယာမပြတ်သက်ကြီးကိုမောင်းနေဖို့အတွက်မြင်းကုန်ရေအား8000ရှိတဲ့အင်ဂျင်ကိုအသုံးပြုထားပါတယ်ဒီအင်ဂျင်ဟာလေးတက်တိုက်တစ်လုံးစာအမြင့်ရှိပြီးတနေ့ကိုလောင်စာစီတန်ချိန်150ကနေ300ကျားအထိလောင်ကျွမ်းစီတာပါဒါပေမဲ့ထူးခြားတာကဒီသင်္ဘောကြီးပေါ်မှာအလုတ်လုတ်တဲ့သင်္ဘောသားကတော့ဒါဇင်အနည်းငယ်လောက်ပဲရှိပါတယ်သင်္ဘောကြီးကကွန်တိန်နာတွေနဲ့ရှေ့မြင်ကွင်းပိတ်နေတတ်တာကြောင့်ပဲကင်ခန်းကိုအရှိတ်နာအထိတိုးမြင့်စောက်ထားရတာပါရေဒါနဲ့ GPS စနစ်တွေအပြင်အော်တိုပိုင်းလို့စနစ်နဲ့လည်းမောင်းနေနိုင်ပါတယ်ဒါပေမဲ့တန်ချိန်2သိန်းကျော်လေးတာကြောင့်စိတ်ကန်းကိုကတ်တော့မယ်ဆိုရင်2မိုင်အလိုကလေးကကြိုတင်ပြင်ဆင်ရပြီးတူပုတ်လို့ခေါ်တဲ့တွန်းသင်္ဘော4စီးကနေ6စီးအထိဝမ်းဝမ်းကူညီပေးရပါတယ်ခေတ်သစ်အင်ဂျင်နီယာအတတ်ပညာတွေနဲ့တည်ဆောက်ထားတဲ့ဒီ MSC အာယာနာဟာကမ္ဘာကုန်သွယ်မှုရဲ့အသက်သွေးကြောလို့တောင်ပြောလို့ရပါတယ်